ယနေ့မှာတော့ပဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်ပြေစမာပိုင်းဖြစ်ပါတယ်။ပြေစမာပိုင်းမှာပုရိသဇာတပစ္စည်းယောကနေစတင်ပြီးရှင်းပြပေးသွားပါမယ်။ပုရိသဇာတပစ္စည်းဆိုတာရှေ့ကအရင်ဖြစ်နေပြီးတော့နောက်ကလိုက်ဖြစ်လာတဲ့တရားတွေကိုတိုးပွားလာအောင်ကျေးဇူးပြုတဲ့တရားဖြစ်ပါတယ်။ဥပမာအစင်းရူပယုံဟာစက္ခုဝိညာဉ်စိတ်မှာဖြစ်ခင်ရှေ့အနည်းငယ်ခဏလေးလောက်ကအရင်ဖြစ်ရတယ်။အဲ့ဒီလိုရှေ့ကဖြစ်ပြီးမြင်သိစိတ်စက္ခုဝိညာဉ်စိတ်ကိုလိုက်ဖြစ်လာအောင်သူကကျေးဇူးပြုလိုက်တာဖြစ်တယ်။ပုရိသဇာတပစ္စည်း2မျိုးရှိပါတယ်။ဝိတုပုရိသဇာတနဲ့အရမဏပုရိသဇာတတို့ဖြစ်ပါတယ်။ဒါကိုမြတ်စွာဘုရားကပုရိသဇာတပစ္စယောတိသက္ခာယရဏသက္ခုဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောသောတာယရဏသောတာဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောကာနာယရဏကာနာဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောစေဝါယရဏစေဝါဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောကာယယရဏကာယဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောရူပယရဏသက္ခုဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောတတ္ထာယရဏသောတာဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောခန္ဓာယရဏကာဏဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောရသယရဏဇိဝဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောဘောဓဘာယရဏကာယဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောရူပယရဏသတ္တယရဏခန္ဓာယရဏရသယရဏဘောဓဘာယရဏမနောဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောယေရူပနိတယမနောဓာတုသမနောဝိညာဏဓာတုဇဝတ္တန္တိဓာရူပမနောဓာတုယတံသမြုတကနိစ္စဓမ္မနံပုရိသဇာတပစ္စယေနပစ္စယောမနောဝိညာဏဓာတုယတံသမြုတကနိစ္စဓမ္မနံဂိစီကာလေပုရိသဇာတပစ္စယေနပစ္စယောဂိစီကာလေနပုရိသဇာတပစ္စယေနပစ္စယောပုရိသဇာတပစ္စယောတိပုရိသဇာတပစ္စည်းဟူသည်ကားသက္ခာယရဏမျက်စိအကြည့်တဲ့သက္ကုပ္ပဒါဝိတုယုတ်သည်သက္ကုဝိညာဏဓာတုယာစမြင်သည့်သဘာဝသက္ကုဝိညာဏဓာအား၎င်းတံသမြုတကနိစ္စတို့မြင်သည့်သဘာဝသက္ကုဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့အား၎င်းပုရိသဇာတပစ္စယေနရှေ့ကဖြစ်သည်နှင့်ပုရိသဇာတပစ္စယတတိဖြင့်ပစ္စယောရှေ့ကဖြစ်မှုကျေစုပြုသည်ဟောတိဖြစ်၏သောတာယရဏနာအကြည်တဲ့သောတာပတ္တရဝိတုယုတ်သည်သောတာဝိညာဏဓာတုယစာကြားသည့်သဘာဝသောတာဝိညာဏဓာတ်အား၎င်းတံသမြုတကနိစ္စထိုကြားသည့်သဘာဝသောတာဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့အား၎င်းပုရိသဇာတပစ္စယေနရှေ့ကဖြစ်နေသည့်ပုရိသဇာတပစ္စယတတိဖြင့်ပစ္စယောရှေ့ကဖြစ်မှုကျေစုပြုသည်ဟောတိဖြစ်၏ခန္ဓာယရဏနှာခေါင်းအကြည့်တဲ့ခန္ဓာပဒါရဝိတုယုတ်သည်ခန္ဓာဝိညာဏဓာတုယဇာနံသည့်သဘာဝခန္ဓာဝိညာဏဓာတ်အား၎င်းတံသမြုတကနိစ္စထိုနံသည့်သဘာဝခန္ဓာဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့အား၎င်းပုရိသဇာတပစ္စယေနရှေ့ကဖြစ်နေသည့်ပုရိသဇာတပစ္စယတတိဖြင့်ပစ္စယောရှေ့ကဖြစ်မှုကျေစုပြုသည်ဟောတိဖြစ်၏ဇိဝါယရဏရှားကြည်တဲ့ဇိဝဝပတာဒဝိတုယုတ်သည်ဇိဝဝိညာဏဓာတုယာစစားသည့်သဘာဝ
ဇိဝဝိညာဏတရား၎င်းတန်သမျိုးတကာနိစ္စတို့စားသည့်သဘာဝဇိဝဝိညာဏတနေရှင်ကုန်သောဓမ္မနိစ္စစိတ်စိတသိတရားတို့၎င်းပုရိသတာပစ္စယေနာရှိကဖြစ်နေသည့်ပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှိကဖြစ်မှုယေရှုဖြစ်သည်ဟောတိဖြစ်၏ကာယယရဏံကိုယ်ကာယအကြည်ဓာတ်ကာယပဒါရဝိတုယုတ်သည်ကာယဝိညာဏဓာတုယာဇထိုတိတိတဘာဝကာယဝိညာဏဓာတ်၎င်းတန်သမြေတကာနိစ္စထိုထိသည့်တဘာဝကာယဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတော်၎င်းပုရိသတာပစ္စယေနရှေးကဖြစ်နေသည့်ပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေးကဖြစ်မှုကျေစုဖြစ်သည်ဟောတိဖြစ်၏သက္ကုသောတာကာဏဇေဝကာယအစရှိတဲ့ပဒါရယုတ်အကြည်ဓာတ်တွေဟာမိမိကိုအကြောင်းပြုပြီးဖြစ်ပေါ်လာကြတဲ့ဝိညာဏဓာတ်သိစိတ်နဲ့အဲ့ဒီသိစိတ်နဲ့ရှင်ပေါ်ရှင်ဘက်ဖြစ်ကြတဲ့စိတ်စေတသိက်တရားတွေကိုဝိထုပုရိသတာတတ္တိနဲ့ကျေစုပြုလိုက်တာဖြစ်ပါတယ်ရူပယရဏအစင်းဝဏရှိသမျှဥဒ္ဒုံလုံးစုံသောရူပယုံသည်သက္ကုဝိညာဏဓာတုယာစမြင်သည့်သဘာဝသက္ကုဝိညာဏဓာတ်အား၎င်းတန်သာမြေတကနဲ့ထိုမြင်သည့်သဘာဝသက္ကုဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အာရမဏပုရိသတာတတ္တိဖြင့်ပစ္စယောရှေကဖြစ်သည့်အာယုံဖြစ်ဖြင့်ကျေစုဖြစ်သည်ဟောတိဖြစ်၏တတ္ထာယရဏအတ္တတတ္ထာရှိသမျှဥဒ္ဒလုံးစုံသောတတ္ထာယုံသည်သောတာဝိညာဏဓာတုယာစာကြားသည့်သဘာဝသောတာဝိညာဏဓာတ်၎င်းတန်သမြေတကနဲ့ထိုကြားသည့်သဘာဝသောတာဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အာရမဏပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေကလည်းဖြစ်အာယုံအဖြစ်လည်းကျေစုဖြစ်သည်ဟောတိဖြစ်၏ကန္နာယရဏံအနံကန္နာရှိသမျှဥဒ္ဒုံလုံးစုံသောကန္နာယုံသည်ကာဏဝိညာဏဓာတုယသနံသည့်သဘာဝကာဏဝိညာဏဓာတ်၎င်းတန်သမြေတကနဲ့ထိုနံသည့်သဘာဝကာဏဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အရမဏပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေကလည်းဖြစ်အာယုံဖြစ်လည်းကျေစုဖြစ်သည်ဟောတိဖြစ်၏ရသယရဏံအယတာဟုသမျှရှိသမျှဥဒ္ဒံလုံးစုံသောယတာယုံသည်ဇိမဝိညာဏဓာတုယစာစားသည့်သဘာဝဇိမဝိညာဏဓာတ်၎င်းတန်သမြေတကနဲ့ထိုစားသည့်သဘာဝဇိမဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အရမဏပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေကလည်းဖြစ်အာယုံဖြစ်လည်းကျေစုဖြစ်သည်ဟောတိဖြစ်၏ဖောတဘာယရဏံအတွေ့အထိဟုသမျှရှိသမျှဥဒ္ဒံလုံးစုံသောဖောတဘာယုံသည်ကာယဝိညာဏဓာတုယာစထိုထိသည့်သဘာဝကာယဝိညာဏဓာတ်၎င်းတန်သာမြေတကနဲ့ထိုထိသည့်သဘာဝကာယဝိညာဏဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အရမဏပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေကလည်းဖြစ်အာယုံဖြစ်လည်းကျေစုဖြစ်သည်ဟောတိဖြစ်၏ဝိညာဏဆိုတဲ့အာယုံကိုသိစိတ်ဟာအစင်းရူပယုံအတန်တတ္တယုံအနံ့ကန္နာယုံအယတာရတ္တယုံအတွေ့အထိဖောတဘာယုံစတဲ့ရူပယုံတွေကိုအာယုံပြုပြီးမှဖြစ်ရပါတယ်ဥပမာရူပယုံမှာအာယုံပြုပြီးမှသက္ကဝိညာဉ်စိတ်မြင်သိစိတ်ဆိုတာဖြစ်လာရပါတယ်ဒါကြောင့်ရူပယုံအကြောင်းရပါမှမြင်သိစိတ်ဆိုတဲ့အကျိုးဖြစ်လာရပါတယ်ဒါကိုအရမဏပုရိသတာလို့ခေါ်ပါတယ်ရူပယရဏံရူပယုံသည်၎င်းတတ္တယရဏံတတ္တယုံသည်၎င်းခန္ဓာယရဏံခန္ဓာယုံသည်၎င်းရတ္တယရဏံရတ္တယုံသည်၎င်းဖောတဘာယရဏံဖောတဘာယုံသည်၎င်းမနောဓာတုယအာယုကိုခံယူသည့်မနောဓာတ်၎င်းတန်သမြေတကနဲ့ထိုအာယုကိုခံယူသည့်မနောဓာတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသတာပစ္စယေနရှေကဖြစ်နေသည့်အရမဏပုရိသတာပစ္စယတတ္တိဖြင့်ပစ္စယောရှေကလည်းဖြစ်အာယုဖြစ်လည်းကျေစုဖြစ်သည်ဟောတိဖြစ်၏ယံရူပအခြင်းပစ္စယပံဖြစ်သောနိဗ္ဗာန်ယုတ်18ပါးကိုနိတ္တယအာယုသဘာဝအမိရ၍မနောဓာတုစာအာယုကိုခံယူသည့်မနောဓာတ်သည်၎င်းမနောဝိညာဏဓာတုစာအာယုသိစိတ်မနောဝိညာဏဓာတ်သည်၎င်းဝတ္တန်တိဖြစ်ကုန်၏တန်ရူပံထိုပစ္စယပံဖြစ်သောနိဗ္ဗာန်ယုတ်18ပါးသည်မနောဓာတုယာစအာယုကိုခံယူသည့်မနောဓာတ်၎င်း
ဉာဏ်သားမျိုးတကားနဲ့ထိုအာယုကိုခံယူသည့်မနောတနေရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းပုရိသရာပစ္စယေနာရှိကဖြစ်နေသည့်ပုရိသရာပစ္စယတတ္တိဖြင့်ပစ္စယောရှိကဖြစ်မှုကျေစုဖြစ်သည်ဟောတိဖြစ်၏အာယုကိုခံယူသည့်မနောတနဲ့အာယုကိုသိစိတ်မနောဝိညာဏတတ်တို့ဟာဟရိယဝတ္ထုယုတ်ကိုအမိပြုပြီးဖြစ်ကြရတယ်အဲ့ဒီဟရိယဝတ္ထုယုတ်ဟာအာယုကိုခံယူသည့်မနောတနဲ့သူ့ရဲ့ရှင်ဘောရှင်ဘတ်ဖြစ်တဲ့စေတသိက်တရားတို့ကိုဝတ္ထုပုရိသရာပစ္စယတတ္တိနဲ့ကျေစုပြုလိုက်တာဖြစ်တယ်မနောဝိညာဏတတ်မနောဝိညာဏဓာတုယသအာယုကိုသိသည့်မနောဝိညာဏတတ်အား၎င်းတန်သားမျိုးကလည်းထိုအာယုကိုသိသည့်မနောဝိညာဏတတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့အား၎င်းကိဉ္စီကလေးအချို့သောဖြစ်နေစေဘဝတိကာလနှင့်ပုရိသရာပစ္စယေနဝတ္ထုပုရိသရာပစ္စယတတ္တိဖြင့်ရှေးကဖြစ်မှုကျေစုဖြစ်သည်ဟောတိဖြစ်၏ကိဉ္စီကလေးပါရိတန်တေဖြစ်ဒီကိုခဏကာလ၌ပုရိသရာပစ္စယေနဝတ္ထုပုရိသရာတတ္တိဖြင့်ပစ္စယောရှေး၌ဖြစ်မှုကျေစုသည်နာဟောတိမဖြစ်အာယုကိုသိတဲ့မနောဝိညာဏတတ်နဲ့သူ့ရဲ့ရှင်မောရှင်ဘတ်ဖြစ်တဲ့စေတသိက်တရားတွေဟာအချို့ဖြစ်နေစေဘဝတိအခါမှာဝိတ္တပုရိသရာတတ္တိနဲ့ကျေစုပြုတယ်ဒါပေမဲ့ပဋိသန္ဓေဖြစ်ဒီကခဏကာလမှာတော့ဝိတ္တပုရိသရာတတ္တိနဲ့ကျေစုမပြုနိုင်ဘူးပုရိသရာပစ္စည်းရရှေးရှေးကဖြစ်ပေါ်တည်ရှိနေတဲ့ယုတ်တရားတွေကသူ့နာမှာလိုက်ဖြစ်တဲ့နံတရားတွေကိုသူ့အလိုလိုလိုက်ဖြစ်အောင်ကျေစုပြုတာဖြစ်တယ်ယုတ်ကအကြောင်းဖြစ်ပြီးတော့နံကအကျိုးဖြစ်ပါတယ်ပိစ္ဆာဇာတပစ္စယောပုရိသရာပစ္စည်းကရှေးကဖြစ်နေပြီးသူ့နောက်ကလိုက်ဖြစ်တဲ့တရားတွေကိုကျေစုပြုတာအခုပိစ္ဆာဇာတပစ္စည်းကြတော့ရှေးကဖြစ်နေပြီးတဲ့တရားတွေကိုနောက်ကလိုက်ပြီးတော့ကျေစုပြုတာဖြစ်တယ်ဥပမာပြရရင်ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုနောက်ကလိုက်ဖြစ်ကြတဲ့စိတ်စေတသိက်တွေကကျေစုပြုနေကြတာဖြစ်တယ်ဒီစိတ်စေတသိက်တွေသာမရှိရင်သေပြီပေါ့စိတ်နဲ့ခန္ဓာဒီသုံးပါးရှိနေလို့သာဒီခန္ဓာကြီးရှိနေတာနောက်ကလိုက်ဖြစ်တဲ့စိတ်နဲ့နာမ်မရှိလို့ကတော့အသက်ဘယ်လိုလုပ်မလဲဘယ်မှာရှိအောင်မလဲနော်ဒါကြောင့်မြတ်စွာဘုရားကပိစ္ဆာဇာတပစ္စယောတိပိစ္ဆာဇာတာစိတ်ဓာစေတသိကဓမ္မပုရိဇာတတဣမတကာယတပိစ္ဆာဇာတပစ္စယေနပစ္စယောပိစ္ဆာဇာတပစ္စယောတိပိစ္ဆာဇာတပစ္စည်းဟူသည်ကပိစ္ဆာဇာတာပဋိသန္ဓေဤနောက်တ၌ဖြစ်ကုန်သောစိတ်ဓာစေတသိကဓမ္မစိတ်စေတသိက်နှံတရားတို့သည်ပုရိဇာတတရှေ့မှဖြစ်သောဣမတကာယတဤကမ္မဇယုတ်စိတ်တဇယုတ်ဥရဇယုတ်နှင့်အာဟာရဇယုတ်အားပိစ္ဆာဇာတာပစ္စယေနနောက်မှဖြစ်၍ပိစ္ဆာဇာတတတ္တိဖြင့်ပစ္စယောရှေ့ကဖြစ်ပြီးသမျှယုတ်တို့အားကြီးပွားတိုးတက်အောင်အကျိုးဆောင်သည်ဟောတိဖြစ်၏ပိစ္ဆာဇာတပစ္စည်းဟာရှေးရှေးကဖြစ်ပေါ်တည်ရှိနေတဲ့ယုတ်တရားတွေကိုဆက်လက်တည်တံ့ခိုင်မြဲအောင်နောက်နောက်ကလိုက်ဖြစ်တဲ့နံတရားတွေကကျေစုပြုတာဖြစ်တယ်နံကအကြောင်းဖြစ်ပြီးယုတ်ကအကျိုးဖြစ်ပါတယ်အာသေဝနပစ္စယောအာသေဝနပစ္စည်းဆိုတာထုံမွန်းခြင်းပွားခြင်းအရှိန်ဟုန်ပေးခြင်းဆိုတဲ့တတ္တိနဲ့ကျေစုပြုတာဖြစ်တယ်ဥပမာကောင်းကောင်းဆိုးဆိုးမျိုးမျိုးရှိတဲ့အနံ့ကိုဖန်ဖန်ခါခါထက်ထက်လိမ့်ကြံလိုက်ရင်မွေးတဲ့နံ့ဆိုရင်ပိုပြီးမွေးနံတဲ့နံ့ဆိုရင်ပိုပြီးနံလာတာမျိုးဖြစ်တယ်အဲ့လိုသဘောတဘာဝရှိတဲ့တရားကိုအာသေဝနပစ္စည်းလို့ခေါ်တယ်တတ္တဝါတိုင်းရဲ့စိတ်တဏ္ဍာမှာကုသိုလ်စိတ်အကုသိုလ်စိတ်တွေအစဉ်မြဲဖြစ်နေကြပါတယ်ကုသိုလ်စိတ်နဲ့အလိုဒါနပြုတဲ့အခါမှာကုသိုလ်ဇောတွေဆက်ဆက်ဖြစ်လာတယ်ရှေးမှာဖြစ်တဲ့ကုသိုလ်ဇောစိတ်ကနောက်မှဖြစ်လာတဲ့ကုသိုလ်ဇောစိတ်ကိုအရှိန်အဟုန်နဲ့တိုးပွားလာအောင်အာသေဝနတတ္တိနဲ့ကျေစုပြုပါတယ်အာကုသိုလ်အမှုကလည်းဒီနည်းတိုင်းပဲဖရာယန္တာမှာတော့အပြာကရတာဖြစ်ခွင့်ရတယ်အကျိုးမပေးဘူးပေါ့ပထမဆုံးစပြည့်တဲ့ဇောဟာအရှိန်ဟုန်နေတယ်အကျိုးပေးကလည်းငင်းဘဝမှာပဲအကျိုးပေးတယ်နောက်ဘဝအတွက်သူ့မှာအရှိန်ဟုန်မကျန်တော့ဘူးဒါကိုမြတ်စွာဘုရားကအာသေဝနပစ္စယောတိပုရိမာကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုသလနံဓမ္မနံအာသေဝနပစ္စယေနပစ္စယောပုရိမာကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံအကုသလနံဓမ္မနံအာသေဝနပစ္စယေနပစ္စယောပုရိမာကရိယာပြကရဓမ္မပစ္စည်းမာနံကရိယာပြကရဏံဓမ္မနံအာသေဝနပစ္စယေနပစ္စယောအာသေဝနပစ္စယောတိအာသေဝနပစ္စည်းဟူသည်ကပုရိမာရှေးရှေးကဖြစ်ကုန်သောကုသလဓမ္မကုသိုလ်တရားတို့သည်ပစ္စည်းမာနံနောက်၌ဖြစ်ကုန်သောကုသလနံဓမ္မနံကုသိုလ်တရားတို့ဟာအာသေဝနပစ္စယေနဗမန္တလဲမြည်ဝဲထုံအပ်သည်အာသေဝနတတ္တိဖြင့်ပစ္စယောထုံမွတ်သည်ဟောတိဖြစ်၏ ဘ
ဗုဒ္ဓမာရှေးကဖြစ်ကုန်သောအကုသလဓမ္မအကုသိုလ်တရားတို့သည်ပစ္စည်းမှနဲ့နောက်နဲ့ဖြစ်ကုန်သောအကုသလနဲ့ဓမ္မနဲ့အကုသိုလ်တရားတို့ဟာအတေဝနပစ္စယေနအဖန်ဖန်တလဲလဲမိဝဲထုံအပ်သည်အတေဝနအတ္တိဖြင့်ပစ္စယောထုံမောအပ်သည်ဟောတိဖြစ်၏ဗုဒ္ဓမာရှေးကဖြစ်ကုန်သောအပြာကရဓမ္မကရိယာပြာကရတရားတို့သည်ပစ္စည်းမှနဲ့နောက်နဲ့ဖြစ်ကြကုန်သောကရိယာပြာကရနဲ့ဓမ္မနဲ့ကိရိယာပြာကရတရားတို့ဟာအတေဝနပစ္စယေနအဖန်တလဲလဲမိဝဲထုံအပ်သည်အတေဝနတတ္တိဖြင့်ပစ္စယောထုံမောအပ်သည်ဟောတိဖြစ်၏ရှေးကပြုမှုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုအကြောင်းပြုပြီးနောက်လဲကုသိုလ်ကောင်းမှုတွေကိုဆက်လက်ပြုတဲ့ဟာအတေဝနပစ္စယရဲ့တတ္တိပါမကောင်းမှုကိုပြုပြီးတဲ့အခါမှာလည်းမထူးပါဘူးကွာဆိုပြီးအကုသိုလ်မှုကိုဆက်လုပ်တဲ့ဟာလဲအတေဝနတတ္တိပါပဲနော်ကမ္မပစ္စယောစေတနာကိုကံလို့ခေါ်တယ်သူနဲ့ရှင်ပေါ်ရှင်ပတ်လည်းဖြစ်အတူတူဖြစ်ပေါ်ဖြစ်ပတ်လည်းဖြစ်တဲ့တရားတွေကိုစေစောတိုက်တွန်းခြင်းတတ္တိနဲ့ကျေစုပြုတာဖြစ်တယ်မိမိတို့ပြုလုပ်လိုက်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေဟာယခုဘဝနောက်ဘဝမှာစပြီးဘဝအသေးချေတိုင်းအောင်အကျိုးပေးကြပါတယ်ဒီလိုအကျိုးပေးပုံဟာနှမျိုးတစ်စားရှိပါတယ်သဟဇာတကမ္မနဲ့နာနဂတိကကမ္မတို့ဖြစ်ကြပါတယ်စေနာနဲ့ရှင်ပြီးဖြစ်တဲ့စေတသိက်တွေတရားတွေဟာစိတ်တစရုပ်တွေပရိသန်တွေအစမှဖြစ်တဲ့ကမ္မစရုပ်တွေဟာသဟဇာတကမ္မရဲ့အသီးပွင့်တွေဖြစ်ကြပါတယ်ယေသုဘကာလမှာလည်းငင်းအကျိုးပြုပါတယ်ကံကိုကျူးလွန်ပြီးကံမြောက်ပြီးလို့ချုပ်ဆုံးသွားကြတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာနောက်အကျိုးပေးချေတန်လို့အကျိုးပေးတာဟာနာနဂတိကကမ္မဖြစ်ပါတယ်မျိုးစိကြောင့်တီးပွင့်လာကြတာပါကံကိုပြုလုပ်တဲ့အချိန်နဲ့အကျိုးပေးတဲ့အချိန်ကာလဟာတတိတခြားစီဖြစ်ပါတယ်အတိတ်ကပြုလုပ်ခဲ့တဲ့ကိစ္စနောင်နာဂတ်ကာလမှာအကျိုးဖြစ်တာယခင်ဘဝပေါင်းများစွာကပြုလုပ်ခဲ့တဲ့ကံတွေဟာမိခဲပြဖုံးဖြစ်နေပြီးအခုဘဝမှာလာပြီးအကျိုးပေးတာမျိုးပါဒါကိုမြတ်စွာဘုရားကကမ္မပစ္စယောတိကုသလကမ္မဝိပါကနံခန္ဓာနံကတ္တဒါသရူပနံကမ္မပစ္စယေနပစ္စယောစေရနာသမြေတကနံဓမ္မနံတံသမုဋ္ဌာနာနိစ္စရူပနံကမ္မပစ္စယေနပစ္စယောကမ္မပစ္စယောတိကမ္မပစ္စည်းဟုသည်ကကုသလကုသိုလ်အကုသိုလ်ဖြစ်သောကမ္မနာနဂတိကစေနာကံသည်ဝိပါကနံအကျိုးဝိပတ်ဖြစ်ကုန်သောခန္ဓာနိစ္စနမခဏတရားတော်၎င်းကတ္တတာရူပနိစ္စကမ္မစယုတော်၎င်းကမ္မပစ္စယေနမျိုးစီသဘာဝကမ္မတတ္တိဖြင့်ဒေသယောဖြစ်ပေါ်လာအောင်ကျေစုဆောင်သည်ဟောတိဖြစ်၏စေရနာစိတ်တစ်ခုရုပ်ကိုယ်စေဖြစ်သောစေရနာသည်တာမြုတကနံရှင်း၍ဖြစ်ကုန်သောဓမ္မနိစ္စစိတ်စေတသိက်တရားတော်၎င်းတန်သမုဋ္ဌာနနဲ့ထိုစေရနာကြောင့်ဖြစ်ကုန်သောရူပနိစ္စစိတ်တစိုက်ယုပရိသန်နှင့်ကမ္မစယုတော်၎င်းကမ္မပစ္စယေနသဟဇာတကမ္မတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏ကံရဲ့အစွမ်းတတ္တိနဲ့အကျိုးပေးပုံတွေဟာအတော့ကိုထူးခြားဆန်းပြလာပါတယ်အမျိုးအစားလည်းစုံလင်လာပါတယ်တတ္တဝါတို့ရဲ့တဏ္ဍာမှာရှိတဲ့ကောင်းကောင်းဆိုးဆိုးကံမျိုးမျိုးဟာအကြောင်းအားလျော်စွာချုပ်ပြောက်သွားကြပေမဲ့အားလုံးအကုန်အကျွင်းမရှိချုပ်ပြောက်သွားတာမဟုတ်ပါဘူးအရှိန်ဟုန်ရှိနေပါသေးတယ်ကံရဲ့တတ္တိကကြံနေပါသေးတယ်နောက်အခါခွင့်သိရင်အကျိုးပေးဖို့ရှိနေပါသေးတယ်မိမိတို့ပြုလုပ်ခဲ့တဲ့ကုသိုလ်အကုသိုလ်အမှုတွေမှာကုသိုလ်ဇောအကုသိုလ်ဇောတွေဖြစ်ခဲ့ပါတယ်အဲ့ဒီဇောလိုက်အကျိုးပေးပုံကပထမဇောဟာအခုဘဝမှာပဲအကျိုးပေးပါတယ်တတ္တမဇောဟာဒုတိယဘဝမှာအကျိုးပေးပါတယ်အလဲဇော၅ချက်ကတော့နိဗ္ဗာန်မရမချင်းအခွင့်ကြုံရင်ကြုံသလိုအကျိုးပေးတတ်ပါတယ်အကျိုးမပေးတဲ့ကံတွေကတော့ဟောတိကံဖြစ်သွားပါတယ်ဒါအပြင်ကံတစ်ပါးပါးကအစားဝင်ရောက်မလာနိုင်တဲ့ကြီးကျယ်လေးလံတဲ့ကရုကံဆိုတာလည်းရှိပါသေးတယ်တရားအထုတ်လို့ဇန်သမာပတ်တွေအထိရတာဟာလဲဒီကရုကံကြောင့်ပါအာဟုသောဘက်မှာတော့မိဘကိုစော်ကားလို့တတ်မိလို့ဘုရားယဟန္တာကိုစော်ကားမိလို့ထိုက်တဲ့ကံမျိုးပါဘယ်ကံကမှအစားထိုးဝင်မလာနိုင်တဲ့ကံတစ်ခုပေါ့ဒီကံဤဆဲဆဲမှာပြုလုပ်တဲ့ကံမျိုးကိုအာသနကံလို့ခေါ်ပြီးနေ့စဉ်မပြတ်မလတ်ပြုလုပ်စီးပူးနေတဲ့ကံကိုတော့အာစိဏကံလို့ခေါ်ပါတယ်ဒီကံ၃ပါးမှာတစ်ခါတလေမှပြုလုပ်တဲ့ဖြစ်ပေါ်တဲ့ကံကိုတော့ကတ္တတာကံလို့ခေါ်ပါတယ်ဒါကြောင့်ဒီကံမပစ္စယောကိုရှင်းပြပြီးတဲ့နောက်ပဋ္ဌာန်းအိဗယ်ရှင်းလင်းချက်ပစ္စမပိုင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ